တင်စားနေတဲ့စီတွေဟာကြက်ဖင်စီဘူးကရတဲ့အစီလဲဖြစ်နေနိုင်ပါတယ်။ဒါကတော့အကြီးဆုံးစားသုံးစီထုတ်လုပ်တဲ့စက်ရုံတွေရဲ့ချင်းပါပဲ။အလုပ်သမားတွေဟာဈေးပေါ်တဲ့ကြက်သားထုတ်စက်ရုံတွေတခါတရံစွန့်ပစ်ပစ္စည်းနေရာတွေကနေကြက်ဖင်စီဘူးတွေကိုစုဆောင်းပါတယ်။ဒီတိုင်းဆိုရင်တော့ဒါတွေဟာလွှင့်ပစ်ရမယ့်ပစ္စည်းတွေပါ။ရင်းတို့ကိုကားကြီးနဲ့အပြည့်စက်ရုံတို့ပို့ဆောင်ကတိတ်တဆိတ်အသွင်ပြောင်းလိုက်ပါတော့တယ်။ဘသူမှစားသုံးစီတွေဘဲကရတယ်လဲမမေးကြပါဘူး။ပထမဆုံးကြက်ဖင်စီဘူးတွေနဲ့ဖြက်စတွေကိုစက်ရုံမှာရှိတဲ့စီကြီးတွေထဲထည့်ပါတယ်။အဲဒီနောက်အပူချိန်မြင့်မားစွာပေးကကြိုချက်ပါတယ်။အပေါ်ရန်ကအညိုရောင်အစအနတွေပါတဲ့အဝါရောင်စီတွေရရှိလာပါတယ်။ရရှိလာတဲ့စီတွေကိုအထက်ထက်စစ်ကပလတ်စတစ်ဘူးများနဲ့ထည့်ပါတယ်။ထို့နောက်တစိမ့်မျိုးတက်ကရောင်းချကြပါတယ်။စားတောက်ဆိုင်ဈေးကွက်မှာတော့ဒီစားသုံးစီများဟာရေပန်းစားပါတယ်။ထို့နောက်ကုံစုံဆိုင်များကနေတင်းရဲ့ထမင်းဆောက်ပွဲပေါ်ရောက်ရှိလို့လာပါတယ်။ကုန်ကျန်းပစ္စည်းများကတော့ဈေးပေါ်ပုံရပါတယ်။တခြားတိရစ္ဆာန်စီတွေလိုပဲကိုလက်စတရောအယမ်းမြင့်ပါတယ်။ဝက်သားအစီတုံးစားသလိုပါပဲ။အန္တရာယ်ကင်းပြီးအာဟာရပါဝင်မှုကတော့သူ့အတိုင်းအတာနဲ့သူရှိပါတယ်။